မိတ်ဆွေတင်ဟာလူတွေကြားမှာနာမည်ကြီးဖို့ယာရုကြီးဖို့နဲ့ချမ်းသာဖို့ကိုပဲအောင်မြင်မှုလို့သတ်မှတ်ထားသလားစတီဗင်ကိုဘေးကတော့ဒါတွေကို secondary greatness အပေါ်ယံကြီးမြတ်မှုလို့ခေါ်ပါတယ်တကယ်အောင်မြင်သူအစ်စ်တွေမှာရှိမဲ့အရာကတော့ primary greatness ပင်ကိုမူလဂုဏ်ကြီးလို့ခေါ်ပါတယ်ဒီနေ့မှာတော့တင်ဘဝရဲ့အောင်မြင်မှုကိုအခြေခံကအစပြောင်းလဲပေးမဲ့ဝန်ဆက်တစ်ခုအကြောင်းမိတ်ဆက်ပေးသွားပါမယ်ခင်ဗျအားလုံးပဲမင်္ဂလာပါတကူလက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်မင်းရင်ပါကျွန်တော်တို့ရှေ့အောင်ရင်ခွဲခြားကြည့်ရပါမယ် secondary greatness ဒါကလူမှုရေးအရာရရှိတဲ့အောင်မြင်မှုတွေပါယာရုအာနာငွေကြေးနာမည်ကျော်ကြားမှုနဲ့အရေးချင်း skill တွေဖြစ်ပါတယ်ဒါတွေကစိုးတာတော့မဟုတ်ပါဘူးဒါပေမဲ့ဒါတွေပဲရှိပြီးစိတ်သက်မခိုင်မာရင်အဲ့ဒီအောင်မြင်မှုကရေရှည်မခံပါဘူး primary greatness ဒါကတော့လူတစ်ယောက်ရဲ့ character စိတ်ရင်းခံစရိုက်ပါလူသားမှုကိုချင်းစာမှုတာဝန်ယူမှုနဲ့သူတစ်ပါးအပေါ်စေနာထားမှုတွေဖြစ်ပါတယ်ကိုဘေးကပြောခဲ့တာက primary greatness မရှိဘဲ secondary greatness နောက်ကိုပဲလိုက်နေရင်တင်ဟာအပေါ်ယံတောက်ပပြီးအတွင်းပုတ်နေတဲ့ပန်းဒီတစ်လုံးလိုဖြစ်နေပါလိမ့်မယ်တဲ့ကြီးမြတ်မှုဆိုတာအပြင်ကနေအတွင်းကိုလာတာမဟုတ်ပဲအတွင်းကနေအပြင်ကို inside out စီးထွက်လာတာပါတင်ရဲ့အတွင်းစိတ်ဓာတ်ကသာ primary greatness ရှိနေမယ်ဆိုရင်အပြင်ပန်းအောင်မြင်မှုတွေကသူ့လိုလိုက်လာပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ပဲစိတ်ဓာတ်မကောင်းပဲနာမည်ကြီးဖို့ပဲစူးစမ်းနေမယ်ဆိုရင်တော့လူမှုဆက်ဆံရေးမှာရောလုပ်ငန်းကွန်မှာပါယုံကြည်မှုတွေတက်ပြားလာပါလိမ့်မယ်ဒီစီးရီးမှာတော့ primary greatness ရရှိဖို့လိုအပ်တဲ့ဇာတ်လက္ခဏာတွေကျင့်ဝတ်တွေနဲ့လက်တွေ့ကျတဲ့အနည်းလမ်းတွေကိုတစ်ဆင့်ချင်းစီတင်ဆက်ပေးသွားမှာပါသင်ဟာလူတွေကြားမှာခဏတာတောက်ပကျင်တာလားဒါမှမဟုတ်တမိုင်းတွင်တဲ့ကြီးမြတ်သူတယောက်အဖြစ်ရှိစေချင်တာလားဒါဆိုရင်တော့နောက်ဗီဒီယိုတွေမှာ primary greatness ရဲ့အနှစ်သာရကိုအသေးစိတ်ဆက်လက်ဆွေးနွေးသွားပါမယ် primary greatness ဆိုတာစတီဗင်ကိုဘေးရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်ဒီစာအုပ်ကိုဆရာကြီးအောင်စိုးဦးမြင်းကြံကလည်းပင်ကိုမူလဂုံကြီးဆိုတဲ့နာမည်နဲ့ဘာသာပြန်ဆိုထားပါတယ်စတီဗင်ကိုဘေးရဲ့ primary greatness စာအုပ်ဟာကျင့်စာရိတ္တနဲ့ဂုဏ်သိက္ခာတွေအကြောင်းရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်ခေါင်းဆောင်မှုအတွက်အသုံးဝင်သလိုလူတဦးချင်းစီရဲ့တိုးတက်မှုဖွံ့ဖြိုးမှုကိုလည်းထောက်ကူဖြစ်စေတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်လူတဦးချင်းစီရဲ့အပြုမှုကျင့်ကြံတွေကောင်းမွန်မှဖွဲ့လိုက်ကောင်းလာမှာဖြစ်ပါတယ်ခေါင်းဆောင်မှုဆိုတာအခြားလူတွေကသူတို့ကိုသူတို့ဘလောက်လုံနိုင်တယ်ဘလောက်မလုံနိုင်ဘူးအားသာချက်အားနည်းချက်တွေကိုယ်တိုင်ရှင်းလင်းစွာမြင်သိနိုင်အောင်အခြားလူတွေနဲ့ဆက်သွယ်တဲ့အချက်ပါပဲလို့စတီဗင်ကိုဘေးကပြောထားပါတယ်စီမံခန့်ခွဲမှုအုပ်ချုပ်မှုနဲ့ခေါင်းဆောင်ခြင်းပညာရပ်မှာလူတွေဟာသူတို့ဘဝရှင်သန်မှုဟာဒိဗ္ဗေရှိရှိနဲ့ရှင်သန်နေကြတယ်ဆိုတဲ့အချက်ကိုဖြစ်ချင်နေကြတယ်လိုအပ်နေကြပါတယ်ဆိုတဲ့အတွေးကကောင်းဆုံးအတွေးတစ်ခုဖြစ်ပါတယ်ဒီကိုမူလဂုဏ်ကြီး primary greatness ဆိုတာကိုကိုသိရှိမှုပါပဲမိမိရဲ့အကျင့်စရိုက်ဂုဏ်သိက္ခာစိတ်ပြင်းပြစွာလှုပ်ရှားမှုများနဲ့ပိုသာအားတာတဲ့သိရှိမှုဖြစ်ပါတယ်ပိုင်ဆိုင်မှုစင်တန်းပြဒုတိယဂုဏ်ရင် secondary greatness ကတော့ popular ဖြစ်ခြင်းယာရုကိုနိုင်ကြော်ကြားမှုကံကောင်းခြင်းဂုဏ်ပြုခံရလောက်တဲ့ဂုဏ်ထူးဆောင်စုတစိတ်များရရှိခြင်းအစရှိတဲ့အချက်တွေကို secondary greatness လို့အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်ဒုတိယအခြေအနေတွေကိုတိစောက်ဖို့လောက်ကိုင်ဆောင်ရွက်တဲ့အခါပင်ကိုမူလဂုဏ်သက်တည်နဲ့ပတ်သက်တဲ့အရည်အသွေးတွေကိုဥစွာတိစောက်မှသာရေရှည်ခိုင်ခန့်နိုင်မှာဖြစ်ပါတယ်တဲနဲ့စောက်တဲ့အောင်မြင်မှုလိုပဲမူလပင်ကိုဂုဏ်ကြီးမပါပဲတိစောက်တဲ့အောင်မြင်မှုတွေဟာခိတခဏပဲခံပါမယ်ပင်ကိုဂုဏ်ကြီးအခြေခံတဲ့အောင်မြင်မှုတွေကတော့ကြောက်ဆောင်ကြောက်သားနန်းတော်ကြီးလိုခိုင်မာပြီးတာရှည်ခံပါလိုက်မယ်လုပ်ငန်းဆိုင်ရာအလေးထားတွေမှာပြည်တွင်းကစံနှုန်းတွေပြည်ပကစံနှုန်းတွေဘာစံနှုန်းတွေပဲတုံထာဝရမှန်ကန်တဲ့နေရာမှာတွေဖြစ်တဲ့မေတ္တာသစ္စာမုရိဒာအစရှိတဲ့အချက်တွေမပါဝင်သမျှအောင်မြင်မှုမရနိုင်ပါဘူးအောင်မြင်မှုရခဲ့ရင်တော့ခဏပဲခံပြီးဝေးကိုလွတ်ဆင်သွားပါလိမ့်မယ်ဒီစာအုပ်မှာတော့စတီဗင်ကိုဘေးဟာကျွန်တော်တို့တွေရဲ့အောင်မြင်မှုစီကိုတွားဖို့ဟန်တာထားတဲ့အရာတွေကိုဖော်ပြထားပါတယ်ပြီးတော့ဒီဟန်တာထားတဲ့အရာတွေကိုဖယ်ရှားနိုင်စေမဲ့
ထုံမောင်းတန်12ချောင်းကိုလည်းဒီစာအုပ်မှာမီးမောင်းထိုးပြပေးထားပါတယ်နောက်ဗီဒီယိုမှာ primary grade နဲ့ရဲ့နှစ်သာရတွေကိုအေးစိတ်ဆက်လက်ဆွေးနွေးတော့ပါမယ်ကျွန်တော်မင်းရင်မှာအတူတူလေးလာပြီးအတူတူကြီးထွားကြမယ်ဆုံးလိကြည့်ရှုနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ